အဲ့ဒီနှုတ်ဆက်တဲ့အပြုံးဟာအဲ့ဒီအပြုံးရဲ့တန်ဖိုးဟာလူအသက်တစ်ချောင်းတောင်တန်ပါတယ်လို့ကျွန်တော်ကပြောရင်မိတ်ဆွေဘယ်လိုသဘောထားပါလဲခင်ဗျာလူငယ်တွေစိတ်ခွန်အားတက်စေမဲ့စကားစုလေးတွေစာစုလေးတွေကိုကျွန်တော်ဟောပြောထုတ်လွှင့်လာတာကြာပါပြီဒီကနေ့လဲကျွန်တော်နှုတ်ဆက်ခြင်းရဲ့တန်ဖိုးဆိုတဲ့အကြောင်းအရာလေးတစ်ခုပြောပြခြင်းပါတယ်တခါတော့အသားတွေဖြန်ပြတဲ့စိတ်ုံတရုံမှာအမျိုးသမီးငယ်လေးတယောက်ရှိတယ်။သူကအရန်သဘောကောင်းတာပဲ။သဘောကောင်းတဲ့အပြင်ဖော်ရွေတယ်။လူတွေကိုသူအမြဲတမ်းပြုံးပြနှုတ်ဆက်တယ်။သူ့ကိုလည်းလူချစ်လူခင်အရန်ပေါ်ကြတယ်။စိတ်ုံဝင်မှဂိတ်ဆောင်အဖိုးကြီးတယောက်ရှိတယ်။အဲ့ဒီအဖိုးကြီးကအမြဲတမ်းမြင်နေရတာပေါ့နော်။စိတ်ုံမှာလည်းလူသမားတွေကယာကျော်ရှိတယ်။အဲ့တော့ तू ကအဲ့ဒီစိတ်ုံလူသမားကြီးကိုဂိတ်ဆောင်ကြီးကိုပေါ့နော်ဝင်လာရင် good morning ပြန်လို့ရှိရင် goodbye ဆိုတော့အဲ့လိုလေးနှုတ်ဆက်တယ်နေ့တိုင်းနှုတ်ဆက်တယ်အဲ့လိုနှုတ်ဆက်တဲ့အခါမှာသူ့ရဲ့ဒါလေးစရာအကျင့်လေးပေါ့နော်သူဖော်ယူတတ်တဲ့သဘောပေါ့အဲ့လိုနှုတ်ဆက်တိုင်းမှာသူကပြုံးပြတာပေါ့နော်အဲ့ပြုံးပြတာလေးကိုခုနခိတ်ဆောင်ဖိုးကြီးကမြင်တယ်တနေ့ကျတော့အဲ့မိန်းကလေးကအလုတ်ချိန်စင်ကနေလေးမှာအသားတူလောင်တဲ့အခန်းကိုစစ်ဆေးစရာရှိလို့ဝင်သွားလိုက်တယ်အဲ့လိုဝင်သွားပြီးအထက်ရောက်တယ်တကားအလိုလိုကြက်ကြသွားတယ်သူတို့တကားတွေအော်တိုတကားတွေဖြစ်တော့အဲ့လိုကြက်ကြသွားတဲ့အခါမှာဘာမှလုပ်လို့မရတော့သူတခါလဲတကားကိုထုရိုက်ပြီးတော့အပြင်ကိုအကူကြီးတွေတောင်းတာပေါ့အဲ့လိုအကူကြီးတောင်းတော့ဘယ်သူမှလည်းမကြောက်ဘူးပြန်လဲပြန်ကုန်ပြီ၄နာရီလောက်ကြီးသူပိတ်မိနေတော့တကူလုံးတခါလဲအေးဆက်ထုံကျင်းပြီးတော့တီလူမျိုးမဖြစ်နေပြီသူလည်းဘာမှတတ်တယ်ဖျားပဲသူဆူတောင်းနေတာပေါ့နော်အဲ့ဒီချိန်မှာသူ့ရဲ့တကားနာကိုခြေတန်းရှက်ကြားလိုက်တော့နောက်တော့တကားဖွင့်လာကြားလိုက်ခုနပြောတဲ့ဂိတ်ဆောင်ကြီးဖြစ်နေဂိတ်ဆောင်ကြီးကသူ့လည်းတွေ့တော့တခါတည်းသူကဒီမှာအေးပြီးတော့ထုံကျင်းပြီးတော့ခဲနေတယ်သူ့ကိုတခါတည်းအပြင်ဆွတ်ခေါ်ပြီးနွေးထွေးဆောင်ချုံပေးပါညာပြုစုကြီးဆိုင်ပေးလိုက်တဲ့ခါကျသူပြန်ပြီးတော့တက်တာလာအဲ့တော့သူစိတ်ထဲမှာသိကျင်တာလေးတစ်ခုရှိတယ်ဘယ်သူမှလည်းမရှိဘူးအကုန်လုံးလည်းပြန်ကုန်ပြီဒီအဖိုးကြီးကဘာဖြစ်လို့ငါ့ကိုတိတာလဲဘာဖြစ်လို့လာပြီးတကားဖွင့်တာလဲဖျားသခင်ကြောင့်လားသူဒီလိုလျှောက်တွေးတာပေါ့နော်အဲ့ဒါနဲ့သူသိကျင်စိတ်ကိုမနေနိုင်တော့မေးလိုက်တာဦးလေကျမကိုဒီထဲမှာပိတ်မိနေတာသိလို့လားဘာဖြစ်လို့ကျမကိုလာပြီးတကားဖွင့်ပြီးခဲ့တာလဲဦးကဘယ်သိမလဲတဲ့ဒါပေမဲ့ဦးသတိပြုမိတာလေးရှိတယ်လေကွာတဲ့မင်းဟာတဲ့ဒီစက်ရုံမှာအင်မတန်ဖော်ယူတယ်တဲ့အင်မတန်နဲ့သဘောကောင်းတယ်လို့လူပြောများတယ်တဲ့ငါဒီမှာဂိတ်ဆောင်လုပ်တာနှစ်ပေါင်း30ရှိပြီတဲ့ငါ့ကိုတဲ့ good morning ဆိုပြီးပြုံးလေးနှုတ်ဆက်ပြီး goodbye ဆိုပြီးတော့ပြန်လာမှနှုတ်ဆက်တဲ့လူအနှင်းငယ်ပဲရှိတယ်တဲ့အဲ့ဒီအနှင်းငယ်ထဲမှာမင်းပါတယ်ဒီနေ့တော့တဲ့မင်းကငါ့ကို good morning လို့ပဲနှုတ်ဆက်သွားတယ်ငါ့ကို goodbye လို့နှုတ်မဆက်သွားသေးဘူးလေတဲ့ဟာဒီမင်းကလေးမပြန်သေးပါလားအထက်မှာဘာဖြစ်လို့လဲဘာများဖြစ်နေပါလိမ့်ဆိုတဲ့စိုးရိမ်စိတ်နဲ့ငါလိုက်လာတာလေတဲ့ထင်တဲ့အတိုင်းပဲငါဖွင့်ကြည့်လိုက်တော့မင်းအဲ့ဒါလို့ဖြစ်နေတာတွေ့တော့ငါစိတ်မကောင်းဖြစ်ပြီးတော့အခုလိုကယ်လိုက်တာပါပဲအဲ့တော့တကယ်တော့ဒီမင်းကလေးဟာတမျိုးကြလှုပ်လိုက်တာပဲ तू good morning goodbye ဒီလိုနှုတ်ဆက်တာလေးက तू ဟာတမျိုးကြ तू က तू ပေါ့ပါလေးလှုပ်သွားတာပဲဒါပေမဲ့အဲ့ဒီနှုတ်ဆက်တဲ့အပြုံးဟာအဲ့ဒီအပြုံးရဲ့တန်ဖိုးဟာလူအသက်တစ်ချောင်းတောင်တန်ပါတယ်လို့ကျွန်တော်ကပြောရင်မိတ်ဆွေဘယ်လိုသဘောထားပါလဲခင်ဗျာ